အသင်းကြီးဆိုလို့ Man City ပဲနိုင်ခဲ့တဲ့စနေနေ့ည Premier League ပွဲစဉ်များအားလုံးပဲမင်္ဂလာပါ MN Football News ကနေကြိုဆိုလိုက်ရပါတယ်စနေနေ့ညမှာကစားခဲ့တဲ့ Premier League ပွဲစဉ်6ကတော့အသင်းကြီးဆိုလို့ Man City အသင်းတစ်သင်းပဲအနိုင်ရခဲ့တာကိုတွေ့ခဲ့ရပါတယ် Man City အသင်းကဘန်လီအသင်းနဲ့ပွဲစဉ်မှာ Haaland, Matthias Nunes အပြင်ဘန်လီအသင်းရဲ့အုံးဂိုးတွေကြောင့်9ဂိုးတကူနဲ့ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်အစောပိုင်းမှာကစားခဲ့တဲ့ Manchester United အသင်းနဲ့ Brentford အသင်းတို့ရဲ့ပွဲစဉ်မှာတော့ Brentford အသင်းက3ဂိုးတကူနဲ့ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ဒီပွဲစဉ်မှာ Sesko က Manchester United ကစားသမားဘဝမှာပထမဆုံးသွင်းဂိုးကိုသွင်းယူနိုင်ခဲ့ပေမဲ့ Bruno Fernandes တယောက်ပွဲချိန်အတွင်းပယ်နယ်တီလွဲခဲ့တာကိုတွေ့ခဲ့ရပါတယ်။ Brentford အသင်းအတွက်ဂိုးတွေကိုတော့ Thiago နဲ့ Jackson တို့ကသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ Chelsea အသင်းနဲ့ Brighton အသင်းတို့ရဲ့ပွဲစဉ်မှာတော့ Enzo Fernandez ရဲ့ဂိုးကြောင့်ပထမပိုင်းကို Chelsea အသင်းကဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒုတိယပိုင်းအစမှာတင်ချာလိုဘာတယောက်အနီကပ်ပြတ်ထုတ်ပယ်ခံခဲ့ရတာကြောင့်တယောက်ရောနဲ့ကစားခဲ့ရပြီးပွဲပြီးမှ3ဂိုးတကူနဲ့ဂိုးပြတ်ရှုံးနေခဲ့ရပါတယ်။ Brighton အသင်းအတွက်ဂိုးတွေကိုတော့ Welbeck နဲ့ Dikuba တို့ကသွင်းယူပေးခဲ့ကြပါတယ်။ Liverpool အသင်းနဲ့ Crystal Palace အသင်းတို့ရဲ့ပွဲစဉ်မှာတော့ Liverpool အသင်းကနောက်ကျခြေပါကိုသွင်းနိုင်ခဲ့ပေမဲ့2ဂိုးတကူနဲ့ရှုံးနေခဲ့ရပါတယ်။ဒီရာသီ Premier League မှာရှုံးပွဲမရှိသေးတဲ့အသင်းနှစ်သင်းထိပ်တိုက်တွေ့ဆုံခဲ့ကြတာကြောင့်Crystal Palace အသင်းကရှုံးပွဲမရှိစံချိန်ကိုဆက်ထိန်းနိုင်ခဲ့ပေမဲ့ Liverpool အသင်းကတော့အခုရာသီ Premier League ပြိုင်ပွဲမှာပထမဆုံးရှုံးပွဲကိုကြုံတွေ့ခဲ့ရပြီလည်းဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ဘောလုံးလောကပတ်သက်တဲ့အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေတာဖြစ်လို့စိတ်ဝင်စားရဆိုရင် Channel လေးကိုအပေါင်းလေးနှိပ်ပြီးတော့ Follow လုပ်ခဲ့ပေးကြဖို့လည်းဒီကနေတောင်းဆိုလိုက်ရပါတယ်။အသင်းကြီးဆိုလို့ Man City ပဲနိုင်ခဲ့တဲ့စနေနေ့ည Premier League ပွဲစဉ်များအားလုံးပဲမင်္ဂလာပါ MN Football News ကနေကြိုဆိုလိုက်ရပါတယ်။စနေနေ့ညမှာကစားခဲ့တဲ့ Premier League ပွဲစဉ်6ကတော့အသင်းကြီးဆိုလို့ Man City အသင်းတစ်သင်းပဲအနိုင်ရခဲ့တာကိုတွေ့ခဲ့ရပါတယ်။ Man City အသင်းကဘန်လီအသင်းနဲ့ပွဲစဉ်မှာ Haaland, Matthias Nunes အပြင်ဘန်လီအသင်းရဲ့အုံးဂိုးတွေကြောင့်9ဂိုးတကူနဲ့ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။အစောပိုင်းမှာကစားခဲ့တဲ့ Manchester United အသင်းနဲ့ Brentford အသင်းတို့ရဲ့ပွဲစဉ်မှာတော့ Brentford အသင်းက3ဂိုးတကူနဲ့ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ဒီပွဲစဉ်မှာ Sesko ကManchester United ကစားသမားဘဝမှာပထမဆုံးသွင်းဂိုးကိုသွင်းယူနိုင်ခဲ့ပေမဲ့ Bruno Fernandes တယောက်ပွဲချိန်အတွင်းပယ်နယ်တီလွဲခဲ့တာကိုတွေ့ခဲ့ရပါတယ်။ Brentford အသင်းအတွက်ဂိုးတွေကိုတော့ Thiago နဲ့ Jackson တို့ကသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ Chelsea အသင်းနဲ့ Brighton အသင်းတို့ရဲ့ပွဲစဉ်မှာတော့ Enzo Fernandez ရဲ့ဂိုးကြောင့်ပထမပိုင်းကို Chelsea အသင်းကဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒုတိယပိုင်းအစမှာတင်ချာလိုဘာတယောက်အနီကပ်ပြတ်ထုတ်ပယ်ခံခဲ့ရတာကြောင့်တယောက်ရောနဲ့ကစားခဲ့ရပြီးပွဲပြီးမှ3ဂိုးတကူနဲ့ဂိုးပြတ်ရှုံးနေခဲ့ရပါတယ်။ Brighton အသင်းအတွက်ဂိုးတွေကိုတော့ Welbeck နဲ့ Dikuba တို့ကသွင်းယူပေးခဲ့ကြပါတယ်။ Liverpool အသင်းနဲ့ Crystal Palace အသင်းတို့ရဲ့ပွဲစဉ်မှာတော့ Liverpool အသင်းကနောက်ကျခြေပါကိုသွင်းနိုင်ခဲ့ပေမဲ့2ဂိုးတကူနဲ့ရှုံးနေခဲ့ရပါတယ်။ဒီရာသီ Premier League မှာရှုံးပွဲမရှိသေးတဲ့အသင်းနှစ်သင်းထိပ်တိုက်တွေ့ဆုံခဲ့ကြတာကြောင့် Crystal Palace အသင်းကရှုံးပွဲမရှိစံချိန်ကိုဆက်ထိန်းနိုင်ခဲ့ပေမဲ့ Liverpool အသင်းကတော့အခုရာသီ Premier League ပြိုင်ပွဲမှာပထမဆုံး